Mobile Legend ရဲ့ Mythical Glory နဲ့ Immortal မှာဘယ် hero တွေတောင်းကျမ်းနေလဲဆိုတာသိကြလား Jip Bay Land of Count တစ်ခုလုံး3ပတ်ထွေးပြီး carry နေတာဒီကောင်ပါသူများတကာကို scale 2နဲ့မုံမုံပြီးတွေးလျှော့ရတာဖြစ်တဲ့အတွက် goaling ဆော့ခြင်းလည်းရပါတယ် net glue မှာလည်းမှာ damage လက်ထွက် crowd control legend တွေးလက်တက်သေးတယ်ဆိုတော့ဒီ hero မှာမပန်းရင်ဘန်းစရာမရှိတော့ပါဘူးတော့ Nathan အခုမတာမှာ ban hero list တွေကမထွက်ရသေးတဲ့ကောင်ကိုနောက်မတာကြရင်ချက်ပတ်ပေးဖို့ရှိပါတယ်အားလုံးပဲကိုလပါလေ Angela Ultimate ကူရောင်ကို short ပေးထားတာဖြစ်တဲ့အတွက်စိတ်ပါတိုင်းတက်တက်ခွနေတဲ့အတွက်အာယုံနောက်ပါတယ်ငါ Irrita ဖန်ရခတ်ပြီး damage ထွက်လို့ဘန်းကြတာပါ6 ship fight party ဆော့ကြတဲ့ခိန်းဆိုအဲ့ကောင်ကိုင်းရင်ကိုင်းမကိုင်းရင်ပိတ်တာပန်းလိုက်ပါ9 Brock AOE crowd control ကျန်တဲ့အပြင် damage ပါထွက်နေသေးတော့ဘန်းရင်ဘန်းမဘန်းရင်ကိုင်းပါ10အားလောကိုရှင်ထိန်နိုင်ဖို့ CC ပြန်ထုတ်တာတို့ပါလို့ဆိုရင်တော့ရပါတယ်မဟုတ်လို့ Ali Fab သွားရင်တော့တပွဲသုံးအမြသာထိုင်ဝင်နေလိုက်ပါ9 CC ဘယ်လိုင်းထိနိုင်လို့ကောင်းတဲ့အပြင် damage item မဆက်လဲ damage ထွက်တဲ့ hero ဖြစ်ပါတယ် movement speed ပါတာ blink scale ပါတာတွေးတာ January ကြောင့် EHP လေးနေမဟုတ်ပဲ goaling ထိပါတက်ဆော့နိုင်ပါတယ်10 elite အရင်ကထက် damage ပိုထွက်တဲ့အပြင် slow fat ကြီးကလည်းကျန်တွေးတက်တာလည်းကျန်သေးပါတယ် elite နဲ့ healer တကောင်သာတွဲလိုက်ရင် again ကနိုင်မှုရာဂိုင်းလို့များပါတယ်ဒီမတာကတော့ပြောရရင် durability မြင့်တဲ့ hero တွေရဲ့ meta လို့ပြောရမလို့ matchman တွေရဲ့ meta ပဲပြောရမလို့ sport တွေရဲ့ meta လို့ပဲပြောရမလို့ဖြစ်နေပါတယ်ပြောချင်တာက hero တိုင်း role တိုင်း balance ဖြစ်နေတဲ့ meta လို့ပြောချင်ပါတယ်အခု balance ဆရာမမပါပေမဲ့လည်း fit barrier မြင့်နေတဲ့ hero တွေကတော့ Quinivia လပူ Franco G-Sanction Obsidia Jackie Export Katida Metida Lancelot Harabuza Fredrin Bazana နဲ့ Join the Web ဖြစ်ပါတယ်